ဘာမစ်ရှု channel ကိုနားဆင်အပ်ပြီးပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလည်းပရိသတ်များနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့ဖုန်းကျောင်းသားမောင်စနေနဲ့အတုပါအိမ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေကျုပ်တို့တွေတောင်ထီရွာကပြန်လာပြီးကျောင်းမှာချင်းချင်းနေကြတယ်ဘိုးကတောင်ထီရွာမှာကျုပ်ပေါက်ကြရလောက်ခဲ့တာကိုဆရာတော်ကိုပြန်လျှောက်တော့မလို့တော်သေးရပေါ့အဲ့လိုနဲ့တနေ့ကျုပ်ကျောင်းရှင်မှာတပြက်စီလဲနေတော့လူကြီးတွေရောက်ကျောင်းဝန်းနဲ့ဝင်လာတယ်ဗျသူကကျုပ်ကမျိုးတော့အမေစကားဆိုလာတယ်ငါတူကျောင်းမှာဥက္ကာလူရှိလားကွရှိတယ်ဦးလေခေါ်ပေးစမ်းမှာကွအရေးကြီးလို့ပါအဲ့ဒါဆိုခဏဆောင်ဗျာကျုပ်လည်းဧည့်သည်ကိုစောင်းတန်းမှာထိုင်ခိုင်းလိုက်ပြီးကျောင်းတောင်ဘက်တော်တဲ့ကတပြက်စီလဲနေတဲ့ဘိုးကောင်ကိုတောက်ခေါ်လိုက်တယ်ပေါ့ဗျာဘိုးကအေးစနေကျောင်းရှိလဲလို့ပြီးပြီလားပြီးရင်ဒီဘက်လာလဲရမယ်နော်အင်းပါဗျာကျောင်းရှိမှာဘိုးကဧည့်သည်ရောက်နေလို့လာခေါ်တာပါဟေးငါဧည့်သည်ဟုတ်လားရက်ွက်ထဲကလားရက်ွက်ထဲကတော့မဟုတ်တော့ဘူးဗျကျုပ်လည်းတစ်ခါမှမမြင်ဘူးအေးလိုက်ခဲ့မယ်ကွာဘိုးကပြောဆိုဒီပြက်စီကိုအသာချပြီးကျုံနောက်ကိုလိုက်လာတယ်ကျောင်းရှိဆောင်တန်းမှာထိုင်နေတဲ့သူကိုမြင်တာနဲ့ဘိုးကအံ့ဩတကြီးမျက်နှာနဲ့စကားလှမ်းပြောတယ်ဟေးကိုဒုက္ခဟုတ်တယ်ကိုကျွန်တော်ကိုစီလာတာဟေးမင်းနဲ့ကညီရကိုသားဆိုတဲ့မတွေ့ရနှစ်ပေါင်းမရင်နိုင်တော့ဘူးကျုံမားခဲ့ပါတယ်ကိုရကျုပ်ဖြစ်လေအခုပေါ်မတရားလုံးမိခဲ့သမျှလောကကြီးကပြစ်ဒဏ်ခတ်နေပါပြီဗျာကဲပြီးခဲ့တာတွေလည်းပြီးပါပြီမင်းလာရင်ကိစ္စကကျုံမိမမမ်းမြင့်အခြေအနေမကောင်းတော့ဘူးအကိုသူမတည်ခင်လေးအကိုကိုတောင်းမှန်ခြင်းနဲ့ဆိုလို့ကျုပ်လာခေါ်တာပါငါစိတ်ထဲမှာဘာမှမရှိဘူးလို့ဒါပြောလိုက်ပါကွာမရဘူးအကိုကျုံမိမကအကိုကိုမျက်မြင်ကိုယ်တွေကတော့ပြီးတောင်းမှန်ခြင်းလို့ပါတဲ့ကျုပ်တို့ကိုကူညီပါအကိုရဘိုးကခဏငြင်းသက်သွားတယ်ဗျကျုပ်လည်းဘာမှနားမလဲဘူးခဏကြာတော့ဘိုးကဧည့်သည်ကြီးကိုစကားထပ်ပြောလာတယ်မြို့ဒုက္ခမင်းတို့တပြေးပြေးမှာပဲနေတာမလားဟုတ်တယ်အကိုကောင်းပြီမင်းပြန်နဲ့ငါလိုက်လာခဲ့မယ်ဘိုးကအဲ့လိုပြောလိုက်ပေမဲ့ဥဒုက္ခကြီးကဘိုးကရဲ့စကားကိုတိတ်ယုံကြည်ဖို့မပေါ်ဘူးဗျအကိုကျုပ်နဲ့တခါတည်းလိုက်ခဲ့ပါလားဗျာဒုက္ခငါကမင်းတို့လိုမဟုတ်ဘူးကွပြောပြီးသားစကားကိုတီးတယ်ဘိုးကစိတ်မရှိတဲ့ပုံစံနဲ့အဲ့လိုပြောလိုက်တော့ဥဒုက္ခကြီးကမျက်နှာလေးငယ်ပြီးတောင်းပန်ရော့ပြုတ်ကျုပ်တောင်းပန်ပါတယ်အကိုရအဲ့ဒါဆိုကျုပ်ပြန်တော့မယ်မင်းထမင်းစားပြီးခဲ့ပြီလားမစားရသေးပါဘူးလာငါနောက်လိုက်ခဲ့ဘိုးကသူ့ညီကိုဆွမ်းစားကြောင်းနဲ့ခေါ်သွားတယ်ဗျကျုပ်ဖြစ်လေဘာမှနားမလည်နိုင်တော့ဘူးဘိုးကိုဆွေမရှိမျိုးမရှိဓကောင်ကြွက်လို့ထင်ထားတာလေပြီးတော့မှပဲအသေးအချာမေးတော့မယ်လို့တွေးပြီးလုံးလက်စားတစ်ပြက်စီးကိုလဲတာကိုဆက်လုပ်နေလိုက်တော့တာပေါ့ဗျာစောင်းတန်းမှာကျုံနဲ့ဘိုးကအပြင်ကိုယ်လေးနှစ်ပတ်ထိုင်နေတယ်ဘိုးကခါတိုင်းနေတွေလို့စကားတိတ်မပြောဘူးဗျကွန်းကိုပဲဝါနေတယ်ကျိုးလည်းဆက်ဆွေချင်တာဆိုတော့မေးလိုက်တော့တယ်ဘိုးကမနေ့ကလာတဲ့တယောက်ဘိုးကရဲ့ညီရင်းလားအေးဟုတ်တယ်ကျုပ်လည်းမသိပါလားမင်းနဲ့မဟုတ်ဘူးရက်ွက်ထဲကလူတွေတောင်တိတ်မတိကြပါဘူးဘိုးကတပြေးပြင်းရွာကိုသွားမှာလားကျုပ်အဲ့လိုမေးလိုက်တော့ဘိုးကတူဝေသွားတယ်ဗျဒါပေမဲ့ဘိုးကသွားမယ်ဆိုတာကိုကျုပ်သိတယ်ဘာလို့လဲဆိုတော့ဘိုးကမူတာဝါဒကျိုးလွန်တဲ့သူမျိုးမဟုတ်လို့ပဲခဏနေတော့ကွန်တက်ထွေးလိုက်ပြီးကျုပ်ကိုပြောလာတယ်သွားမှာပေါ့ကွာသူတို့တွေဘလောက်ပဲအမှားလောက်ခဲ့ငါအနေနဲ့လူသားပိတားရမယ်လေဟုတ်ပါတယ်ဘိုးကရနောက်ဆုံးအချိန်ဖြစ်နေတဲ့လူတယောက်ကိုတော့ကျုပ်တို့အညွှတ်အာဃာတတွေမထားသင့်တော့ပါဘူးလေကျုပ်လေးချင်းနဲ့စကားဆိုနေတော့ဘိုးကကျုပ်ကိုကြည့်ပြီးသဘောကျနေတဲ့ပုံစံနဲ့ပြုံးပြီးစကားဆိုတယ်ဗျဆက်နေမင်းတော်စကားကောင်းပြောတယ်နေပါပေါ့လားလူကောင်းအနာနေတော့လူကောင်းတယောက်ဖြစ်သွားတာပေါ့ဗျာဟေးပါကွာဟုတ်ပါပြီမနေ့ပြန်တပြေးပြင်းရွာကိုသွားမယ်မင်းလာအောင်မလားဘိုးကခွန်ကျုပ်ဘယ်တော့ကညင်းဘူးလို့လဲတခုတော့ရှိတယ်နော်ပောက်ကရတော့မလုံနဲ့ကြားလားစိတ်ချပါဗျာကျုပ်လောကကြီးအကောင်းကိုကောင်းကောင်းနားလည်နေပါပြီကျုပ်ခက်တီတီနဲ့ပြောတော့ဘေးကကိုရင်လေးနှစ်ပါးကရင်းနေတယ်ဗျကျုပ်လည်းကိုရင်လေးနှစ်ပါးကိုဘူးကြည့်လိုက်ပြီကိုရင်တို့ကလည်းဘာလဲတပည့်တော်စကားမှာဘာကြီးစရာပါနေလို့လဲမပါပါဘူးကိုစနေကကြီးကျယ်တွေပြောပြီးရတဲလွဲလုံနေကြဆိုတော့ကိုရင်တို့ကဘိုးကကိုစနေစကားကိုမယုံဘူးအကြံပေးမလို့ပါဗျကိုရင်နှစ်ပါးကပြောဆိုစောင်းတန်းကထထွက်သွားတယ်ဗျကျုပ်မကြမနန်းနဲ့ကြံခဲ့တာကိုဘိုးကပြုံးပြီးကြည့်နေတာပေါ့ကျုပ်နဲ့ဘိုးကတပြေးပြင်းရွာကိုသွားနေတယ်ပြုတ်ထုံးစံအတိုင်းမြင်လိုက်တဲ့ဘက်ပေါ့ဗျာမြင်တဲ့ဆရာကလည်းဘိုးကနဲ့အသိဆိုတော့လူမပြေးသေးပေမဲ့နောက်ကြမှာဆိုလို့ဆိုပြီးလိုက်ဖို့ပေးတယ်ဗျဘိုးကတော့အာနာနေတာပေါ့ဇော်ဝင်းရေရပါတယ်ကွာတခြားစီးမဲ့သူတွေစောင်းအောင်လေရတယ်ဘိုးကတို့ကတပြေးပြင်းရွာထိတွားရမှာဆိုတော့
လူဆောင်ရင်အချိန်မတော်ကြီးရောက်သွားလိမ့်မယ်အဲ့ဒါတော့ဟုတ်တယ်ကွဒီအချိန်တော့ရတော့တော်တော်မိုးချုံမှရောက်မယ်ထင်မှကိုဇော်ဝင်းကဘိုးကကိုတော်တော်လေးစားတဲ့သူဗျသူကဘိုးကနဲ့ကြုံတာဘိုးကရဲ့ဆုံးမစကားတွေနားထောင်နေသူတခြားသူတွေထက်ဘိုးကအကြောင်းကိုလည်းကောင်းကောင်းသိတယ်ထင်ပါတယ်လေလမ်းမှာမြင်းလဲမောင်းနေရင်ဘိုးကကိုသူကမေးတယ်ဘိုးကတပြေပြင်းရွာကိုမသွားတာနှစ်ပေါင်းအတော်ကြာပါပြီအခုမှဘလို့ဖြစ်ပြီဟုတ်တယ်ဇော်ဝင်းရေငါညီဒုက္ခကိုသိတယ်မဟုတ်လားသိတယ်ဘိုးကသူမိမအချင်းနေစိုးနေလို့တဲ့ကွာအဲ့ဒါငါ့ကိုတောင်းပန်ခြင်းလို့တဲ့လေဖုန်းကြီးကိုခေါင်းတက်ခောက်ပြီးမှတောင်းပန်လို့ရမလားမြင်းလမောင်းနဲ့ကိုဇော်ဝင်းကဒေါသထွက်နေတယ်ဗျို့ကျုပ်ကဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာမသိတော့ငြိမ်ပြီးသူတို့ပြောတဲ့စကားကိုနားထောင်နေရတာပေါ့တေးလူစိတ်ဆက်လူတယောက်အပေါ်မှာငါအနေနဲ့အညှို့အကားတွေမထားချင်တော့ပါဘူးကွာဘိုးကကိုတော့အံ့ဩတယ်ဗျာကျုပ်သားဆိုအဲ့လူတွေကိုတသက်မကြည့်ဘူးအရင်အချိန်တုန်းကဆိုရင်တော့ငါလည်းအဲ့လိုပဲတွေးမိတာပေါ့ကွာတရားတွေထိုင်မှများတော့အလုံးစုံမဟုတ်တော့သိခံခြင်းတရားကိုနားလည်လာတဲ့ဇော်ဝင်းရဘိုးကမြင်းလဲဆရာကိုဇော်ဝင်းကိုတေချာရှင်းပြနေတယ်ဗျကိုဇော်ဝင်းလည်းခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေတယ်မြင်းလဲကအကြာကြီးစီးရတာမို့သူတို့စကားစပြတ်သွားတဲ့အချိန်မှာကျုပ်ကကိုဇော်ဝင်းကိုမေးလိုက်တယ်ကိုဇော်ဝင်းကျုပ်မေးချင်တာရှိလို့မေးလေစနေကျုပ်တို့ဘိုးကနဲ့သူ့ညီမိသားစုကဘာဖြစ်ကြတာလဲပြောပြလို့ရမလားကျုပ်အဲ့လိုမေးလိုက်တော့ကိုဇော်ဝင်းကဘာမှပြန်မပြေပဲဘိုးကကိုကြည့်လိုက်တယ်ဗျဘိုးကကိုဇော်ဝင်းကြည့်တဲ့အတိတ်ပဲကိုသိတယ်စနေအဲ့လောက်တီးကျင်နေတော့မင်းပြောပြလိုက်ပါကွာငါကတော့အတိတ်ကအကြောင်းတွေကိုပြန်မပြောချင်တော့ဘူးကိုဇော်ဝင်းလည်းဘိုးကရဲ့ခွင့်ပြုချက်ရပြီဆိုတော့ပြောပြလာတာပေါ့ဘိုးကမှညီတယောက်ရှိတာမင်းသိရောပေါ့အမှန်တော့ဘိုးကတပြေပြင်းရွာသားကွာတပြေပြင်းရွာမှာလဲပိုင်းရပိုင်းတော်တထိတွေပေါ့ကွာအဲ့ဒီလိုချမ်းသာအောင်လဲဘိုးကနဲ့ဘိုးကအဖေတို့ကစူးစမ်းခဲ့ကြတာကိုဇော်ဝင်းပြောစကားကိုနားထောင်ပြီးကျုပ်ဘိုးကကိုအကဲခတ်ကြည့်လိုက်တယ်ဘိုးကကွန်းကိုတမြုံမြုံဝါနေပြီလမ်းဘေးကုတ်ကုတ်ပင်ကိုပဲငေးကြည့်နေတယ်ကိုဇော်ဝင်းကတော့ဘိုးကအကြောင်းအတော်ပြောပြကြုံပုံရတယ်ကျုပ်ကလည်းသိကျင်နေတဲ့သူဆိုတော့အတော်ပနာတင်သွားတော့ဗောလေဘိုးကရဲ့ညီဥဒုခကတော့ဘိုးကျော်ကဘာအလုပ်မှမလုပ်ဘူးငါဒီအကြောင်းတွေကိုဘယ်လိုလုပ်ပြီးတီးလဲဆိုဒီမြင့်ဒီလဲကငါအဖေကိုဘိုးကထောင်ပေးထားတာအဲ့တော့မြင်းလဲနဲ့ငါအဖေနောက်ကိုလာရင်ဒီပြင်းရွာကဘိုးကတော့မိသားစုနဲ့ရင်းနှီးခဲ့တာပေါ့အဲ့လိုနဲ့ဘိုးကလည်းအိမ်အောင်ကြဥဒုခလည်းအိမ်အောင်ကြရောဥဒုခမိန်းမဒေါ်မြင့်ကဘိုးကကိုအိမ်မောဆင်းအောင်အမျိုးမျိုးကြံစီတယ်လေအဲ့တော့ဘိုးကရဲ့အမျိုးသမီးကခက်ရေးဆိုတော့အခုငါတို့နေရဲ့ရက်ွက်ကိုရောက်လာတာပဲဒေါ်မြင့်ကအသက်ကြီးနေတဲ့ဘိုးကရဲ့အဖေကိုလည်းဘလို့တွေလှုပ်လိုက်လဲတောင်မသိဘူးသူတို့ကိုအိမ်တွေဝိုင်းနေလဲတွေရာတွေအကုန်ပေးပါလေရောဘိုးကကိုတော့မြင်းလဲနှစ်စီးနဲ့ငွေလေးနည်းနည်းပဲပေးတယ်ကွအဲ့လိုနဲ့ဘိုးကလည်းမြင်းလဲဓမ္မဖြစ်နောက်တော့မိသားစုဝင်တွေအကုန်ဆုံးပါသွားပြီးတိတိဇောတိကယုံကျောင်းကိုရောက်လာတယ်ပေါ့ကွာကိုဇော်ဝင်းကဘိုးကအကြောင်းကိုအတူချုံပြီးပြောပြတယ်ဗျကျုပ်ဖြစ်ဘိုးကအကြောင်းနားထောင်ပြီးဥတုခနဲ့ဒေါ်မြင့်ဆိုတဲ့လူနှစ်ယောက်ကိုအတော်စိတ်တူမိတယ်ကျုပ်လည်းဆေးရဲရှိတာကိုပုံဝင်လင်းလင်းပြောတဲ့သူပြီးဘိုးကကိုမကြင်မနဲ့လည်းပြောတာပေါ့ဗျာဘိုးကဒီလောက်ဆိုတဲ့လူတွေစီကိုဘာတော့လုံးမှလဲဗျာဖုန်းကြီးခေါင်းခေါက်ပြီးကြော့လာလို့ရမလားတွားရင်လေဘိုးကရတင်ရထိုက်တာတွေကိုတောင်းဖို့ပဲတွားတင်တယ်ကျုပ်ကအဲ့လိုပြောတော့ဘိုးကကျုပ်ကိုတေချာကြည့်ပြီးတော့သူ့ရဲ့လက်မောင်းသားကအရေပြားကိုလက်နဲ့ဆွဲပြပြီးစကားဆိုတယ်ဗျစနေရေငါလက်မောင်းသားကအရေပြားကိုကြည်စမ်းမအောင်အရေပြားတွေတွဲကြနေပြီမလားငါအိုနေပြီကွမကြခင်သေးရတော့မှာငါသေးရွာကိုတွားရဲတဲ့တက်တီရှိတာတိတ်မကြသေးဘူးပစ္စည်းဥစ္စာဆိုတာငါသေးရင်ထားခဲ့ရမှာနောက်ထပ်အပူတွေမလိုချင်တော့ပါဘူးကွာငါကြမ်းကြမ်းမာမာနဲ့နေလိုက်နောက်10နှစ်ပေါ့ငါသေးရမှာပဲအသေးမဟုတ်ခင်ညောင်းရမယ်စနေရေကျုပ်ဘိုးကပြောတာကိုချက်ချင်းနားလည်လိုက်တယ်ဟုတ်ပါတယ်ဘုန်းကြီးဆောင်းမဟောပြနေတဲ့လောဘမောဟဒေါသတွေကိုဘောကတကယ်နားလည်သွားပုံပဲနားလည်မှာပေါ့လေဘုန်းကြီးရဲ့အကြောင်းမှနေတာကျုပ်ထက်နှစ်ပေါင်းများစွာကြာနေပြီပဲကိုအဲ့တော့ကျုပ်ပြောတာကိုဘယ်လက်ခံနိုင်မှာလဲဗျာကျုပ်နဲ့မြင်းလဲဆရာကိုစုံဝင်းလဲအဲ့ကိစ္စနဲ့ပတ်သက်တာတွေမပြောပြတော့ဘူးတခြားအကြောင်းတွေပဲပြောပြီးမြင်းလဲလေးနဲ့တပြေပြင်းရွာကိုသွားနေတာပေါ့ဗျာတပြေပြင်းရွာဘက်သွားတဲ့မြေသားလမ်းစီရောက်တော့အချင်းကတော်တော်ဆောင်းနေပြီပြို့အဲ့တော့ဘိုးကကိုစုံဝင်းကိုကြည့်ပြီးစကားဆိုတယ်ဇော်ဝင်းရေတပြေပြင်းရွာမှာတညလောက်အဲ့လိုရမလားကွာငါအတော့အပြန်မြင်းလဲကပေးပါမယ်ကျွန်တော်လည်းဘိုးကကိုပြောတော့မလို့မြင်းလဲကမပေးပါနဲ့ဘိုးကရကျွန်တော်အပေါ်မှာဘိုးကရဲ့ကျေးဇူးတွေများလာပါပြီမဟုတ်တာကွာကဲအဲ့ဒါဆိုလဲရွာတဲ့အထိမောင်းပြီတော့အဲ့လိုနဲ့ကျုပ်နဲ့အတူကိုစော်ဝင်းကြီးလည်းတပြေးပြင်းရွာကိုပါလာတယ်ပေါ့ဗျာကျုပ်တို့တွေဘိုးကရဲ့ညီအိမ်ကိုညနေဆောင်လောက်ရောက်သွားကြတယ်အဲ့ဒီအိမ်ကိုလည်းရောက်ရောကနာဖြင့်တောင်ထိုးနေကြပြီဆိုတော့အခြေအနေမကောင်းတော့ဘူး
အသက်မမီတော့ဘူးဆိုတာကျုပ်တို့သိလိုက်တယ်ဘိုးကကိုမြင်တော့အိမ်မော်ကနေသူ့ညီဥဒုခကမန်ကနန်ဆင်းလာတယ်ဗျပြီးတော့စိတ်မကောင်းတဲ့လေတန်းနဲ့စကားဆိုတယ်အကိုကြီးကျုံမိန်းမှာစုံသွားပြီကျုပ်ပြန်လာတော့အကိုကြီးကခွင့်လွှတ်လာတဲ့အကိုကြီးတောင်းဆိုတာတွေအကုန်လုပ်ပေးလိုက်ပါတယ်ဗျာငါအစကတည်းကခွင့်လွှတ်ပြီးသားပါကွာသူမတိနိုင်တော့ဘူးဗျအကိုကြီးကခွင့်လွှတ်တယ်ဆိုတာကိုသူတီးသွားခဲ့ရင်တိတ်ဝမ်းသာသွားမှာဥဒုခကြီးကသူ့အကိုဖြစ်တဲ့ဘိုးကကိုမျက်ရည်ဆန်းဆန်းနဲ့ပြောလာတယ်ဗျအဲ့ဒါကိုမြင်ရပြန်တော့လေကျုပ်နဲ့ကိုစော်ဝင်းတို့တနာသွားကြတာပေါ့ဗျာဥဒုခကဘိုးကနဲ့ကျုပ်တို့ကိုအိမ်မခေါ်တယ်ဗျအင်ကြီးကကျွန်းလုံးကြီးတွေနဲ့စောက်ထားတဲ့ပြန်တော်အိမ်မဲကြီးပေါ့ဗျာအိမ်မော်ရောက်တော့ဘိုးကကိုတီးတဲ့လူတွေအများသားဗျာဝိုင်းနှုတ်ဆက်ကြတယ်ကိုကားတို့မတွေ့ရတော့အတော်ကြာပေါ့ခမရကိုအားကြတယ်ဗျာဒီအသက်အရွယ်ထိကျမ်းမာနေတာကျုပ်တို့ဖြစ်တောင်မေးကိုအောက်ကိုနေရပြီဗျဘိုးကလည်းပြန်နှုတ်ဆက်ပြီးတော့သူ့ညီရဲ့မိမဒေါ်မြင့်အလောင်းတင်ထားတဲ့ဂရင်နာကိုသွားတယ်သူတို့ကတော့ကျုပ်တို့နှစ်ယောက်လည်းကတ်လိုက်သွားတာပေါ့ဒေါ်မြင့်ကအသက်ရှိလာ90ကျော်လူရည်သက်နံကြီးဗျသူ့ဘေးမှာငိုနေတာကျုပ်ထက်နည်းနည်းအသက်ကြီးပုံရတဲ့ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကျုပ်အထင်ဥဒုခရဲ့တားနဲ့သမီးထင်ပါတယ်သူတို့ကတော့ဘိုးကကိုသိပုံမပေါ်ဘူးငိုနေရင်ကကြည်နေတယ်အဲ့တော့သူတို့အနာကိုသွားရနေတဲ့ဥဒုခကြီးကပြောပြလာတယ်လွင်မိုးနဲ့ဆွေဆွေဒါနင်တို့ရဲ့ဘာကြီးပဲရှင်အမေပြောနေတဲ့ဘာကြီးလားဟုတ်တယ်နင်တို့အမေတိတ်တွေ့ချင်းနေခဲ့တဲ့နင်တို့ဘာကြီးပဲဥဒုခပြောပြီးချင်းပဲဆွေဆိုတဲ့ကောင်မလေးကဘိုးကကိုကြည့်ပြီးတော့ငိုတယ်ဗျဘာကြီးသမီးတို့အမေကဘာကြီးကိုတိတ်တွေ့ချင်းတာအဖေကခေါ်ပေးမယ်ပြောတော့သူရင်မဆိုင်ရဲဘူးဆိုပြီးမခေါ်ခိုင်းတာနောက်ဆုံးသူဆုံးကနေကြမှာအဖေကြီးကိုခေါ်ခိုင်းတာဆွေဆိုတဲ့ကောင်မလေးကဘိုးကကိုကြည့်လိုက်သူ့အမေအလောင်းကိုကြည့်လိုက်ငိုလိုက်လုံနေတာပေါ့လေနောက်တော့ကျုပ်တို့လည်းအလောင်းနဲ့မလန့်မကမ်းမှထိုင်လိုက်ကြတာပေါ့ဘိုးကကိုဥဒုခတားဖ3ယောက်ကလာကြတော့တယ်ဗျအကိုကျုပ်တို့အကိုအပေါ်အများကြီးရက်ဆက်ခဲ့မိတယ်အကိုကြီးပြီးသားတဲ့လောက်ကျွန်တော်ကညီတယောက်မပြီးသားခဲ့ဘူးအကိုရတဲ့အမွေတွေအကုန်ပြန်ပေးပါမယ်ဒီအိမ်ကလည်းအကိုစောက်ခဲ့တာပဲအကိုပြန်ယူပါဥဒုခရဲ့စကားကြောင့်ကျုံနဲ့ကိုဝင်းဆယ်အပြင်အိမ်မှာရှိနေတဲ့လူတွေအားလုံးအံ့ဩနေကြတယ်ဥဒုခကိုကြည့်ရတာတကယ်နောင်လာရနေတဲ့ပုံမဲ့ပြုတ်ကျုပ်တို့ဘိုးကဘာစကားမှမပြောပဲသူ့တူနဲ့သူမကိုကြည့်လိုက်တယ်ပြီးတော့ဥဒုခကိုကြည့်ပြီးစကားဆိုတယ်ဒုက္ခမင်းအခုလိုအတိတ်တရားဝင်လာတာကိုငါကျင်တတ်ပါတယ်မင်းသားနဲ့သမီးကလိန်မာမဲ့ပုံမဲကွဟုတ်တယ်အကိုသူတို့ကလိန်မာကြတယ်ကဲငါကလည်းမင်းပေးတဲ့ပစ္စည်းတွေကိုမင်းသားနဲ့သမီးကိုအမွေပေးတယ်ကွာဗျာအကိုကြီးငါ့မှာတွေ့ရရင်ဆိုလို့မင်းတို့ပဲရှိတာငါဥစ္စာပစ္စည်းတွေမလိုပါဘူးဘိုးကစကားကြောင့်ဥဒုခတို့ဘာပြောရမှန်းမသိဖြစ်နေတယ်သူတို့အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဘိုးကဆက်ပြီးစကားဆိုတယ်ဗျကဲမင်းမရက်လက်တဲ့အထိငါနေမယ်ဟောဟိုကငါမိတ်ဆွေ2ယောက်ကိုလည်းဂရုစိုက်ပေးအောင်ဇော်ဝင်းရေမင်းရက်လက်တဲ့အထိနေလို့ရလားဘိုးကဇော်ဝင်းကိုလှမ်းမိလိုက်တယ်ဗျကိုဇော်ဝင်းလည်းခေါင်းငိမ်ပြတယ်အဲ့လိုနဲ့ကျိုးတို့တွေနိုင်ရဲ့အိမ်မှာရက်လက်တဲ့အထိနေဖို့အကြောင်းဖန်လာတယ်ပေါ့ဗျာအဲ့ဒီဘအိမ်မှာဘက်ထရီမီလေးတွေထွန်းထားတယ်ဗျရက်ရွာထုံးစံအတိုင်းဆက်ဆူရှိတဲ့ကျုပ်ကိုဖဲဝိုင်းမှာအကောက်ခိုင်းတယ်လူကြီးတွေကတော့စောစီအိတ်တယ်ပေါ့ဗျာဇော်ဝင်းကလည်းနည်းနည်းပါးပါးဝါသနာပါတော့ဖဲဝင်ရိုက်တယ်တပြေပြင်ကကာလာလာအချုံနဲ့ဖက်သမားတွေကသဘောကောင်းတော့အချိန်တော်အတွင်းမှာပဲကျိုးတော်တွေရင်းနှီးသွားကြတယ်ဥဒုခရဲ့တားအကြီးလွင်မိုးနဲ့လည်းရင်းနှီးသွားတယ်ဆိုပါတော့ဗျာကိုစနေလို့ပဲခေါ်ပါဗျာခမရကကြောက်ထက်တောင်ကြီးပုံပဲအေးစနေမင်းကြောက်တယ်လားမကြောက်တတ်ပါဘူးဘာလို့လဲမင်းလူသိရင်ဝင်းကြီးထွက်သွားတယ်ဝင်းကြီးဘဝနဲ့ရှိတယ်ဆိုတာတွေကိုယုံလားယုံတယ်လေဘာဖြစ်လို့လဲအမှန်တိုင်းပြောရရင်ငါကတော့မယုံဘူးကွကျုပ်လွင်မိုးကိုကြည့်လိုက်တယ်သူ့ပုံစံကိုကြည့်ရတာခေတ်ပညာတတ်တယောက်ပုံပဲပြီးတော့တရေတဲ့စိတ်ကိုလုံးဝယုံကြည်ပုံမပေါ်ဘူးကျုပ်လည်းဘာမှမပြောပဲကိုစော်ဝင်းတို့ဖဲဝိုင်းကိုသွားပြီးအကောက်လိုက်တယ်ကျုံနဲ့လွင်မိုးစကားပြောနေတာကိုမြင်လိုက်ပုံရတဲ့ကိုစော်ဝင်းကခတ်တိုးနဲ့လာမေးတယ်ပြုတ်စနေမင်းကိုဟိုကောင်ကဘာတွေလာပြောနေရလဲသူကတရေတဲ့စိတ်ကိုမယုံတဲ့အကြောင်းအသက်လွတ်ကြီးလာပြောတယ်ဗျမဟုတ်ဘူးကွအဲ့ကောင်မင်းအကြောင်းငါ့ကိုလာမေးသေးတယ်ငါလည်းမင်းတို့အကြောင်းမှာတရေချောက်တဲ့အကြောင်းမင်းကတော်ရုံတရေဆိုမြင်ရတဲ့အကြောင်းငါပြောပြလိုက်တယ်ခမရကတော့လှုပ်ပြီဗျာဟဲ့ကောင်စနေငါဖဲရှုံးနေတာများပြီကွနည်းနည်းပါးပါးလေးလှုပ်ပါအောင်ကျုပ်ကဘာလုပ်ရမှာလဲဖဲနိုင်အောင်လှုပ်ပေးကွာဟာမလှုပ်တတ်ပါဘူးကျုပ်ကိုစော်ဝင်းကိုနောက်ထပ်ဘာမှမပြောပဲအကောက်ပြီးလွင်မိုးကိုသွားပေးလိုက်တယ်ငွေလေးပါလာတယ်ဆိုတော့ဘူနေတဲ့ကိုစော်ဝင်းနေရာမှာကျုပ်ဝင်ကစားလိုက်တာပေါ့ဗျာ
ဘိုးကလည်းလွတ်လွတ်လပ်လပ်နေလို့ပြောထားတော့ကျုပ်လည်းဖဲဝင်ရလိုက်တာပေါ့ဗျာတေးလိုက်တယ်ဖဲကွာစက်နေမင်းငွေရုံးမလားနည်းနည်းပေးအောင်ဗျာကျုပ်ကလည်းတခုခုလောက်ရင်နားရမှာပြီးရော200ရှိပြီနော်အဲ့နေရာကခဏနေ2000မဖြစ်ဘူးလို့မပြောနိုင်ဘူးအေးပြီးရောငါ့ဘက်ဝိုင်းသွားကောက်လိုက်အောင်မယ်ကျုပ်ကငွေ200ချေးပြီးတခြားဝိုင်းကိုအကောက်သွားကောက်တဲ့သူကလွယ်မိုးပေါ့ဗျာသူထွက်သွားတော့ကိုစော်ဝင်းကအတန်ခတ်တိုးတိုးနဲ့စကားဆိုလာတယ်ဟဲ့ကောင်စနေတော်တော်ကုန်နေပြီနော်မင်းပါလာတာ900ကျော်တယ်မှတ်လားကိုစော်ဝင်းကလည်းဗျာလောင်ကစားဓမ္မဆိုတာနှဲဓမ္မလိုပဲဗျဖောင်းလိုက်ပိန်လိုက်ကျုပ်ဖောင်းတဲ့အချိန်ရှိလာမှာပါခဏပဲစောင့်မင်းကတခါမှမဖောင်းဘူးပိန်မဲ့ပိန်နေတာနှဲเสียကမမုတ်ပဲစုပ်တယ်နှဲเสียပဲထင်တယ်တော်စမ်းပါဗျာငိမ့်ငိမ့်နေခမရတလားလောက်မြင်းလဲဆွဲမှရတဲ့ငွေကိုကျုပ်တညာလေးရှာပြမယ်ငါကောင်စနေကတော့ပြောလို့လည်းမရဘူးချကွာငါရောဝင်ကစားလို့ရလားတခါတည်းလေးလေးလောက်ရတာချဗျာအဲ့ဒါဆိုငွေလေးနဲ့ဖမ်းပေးအောင်အဲ့ဒါဆိုခဏဆောင်ကျုပ်လည်းကိုစုံဝင်းကိုကစားခိုင်းလိုက်တယ်တခြားဖဲသမားတွေကလည်းကျုပ်တို့နဲ့ခင်နေပြီဆိုတော့မြောက်ပေးကြတာပေါ့ဗျာကျုပ်လည်းကိုစုံဝင်းကိုခဏဆောင်ခိုင်းပြီးအကောက်ကောက်နေတဲ့လွယ်မိုးအနာကိုသွားလိုက်ပြီးလေတံခတ်တိုးနဲ့ငွေချေးရတာပေါ့ကိုလည်းမို့ကျုပ်ကငွေ1000လောက်ထက်ချေးပါအောင်ဗျာတညာလုံးအကောက်ကောက်ဟန်တောင်1000မရဘူးမရလဲခမရငွေချေးဗျာကျုပ်မြင်းလဲအပေါင်ထားမယ်အဲ့ဒါမင်းမြင်းလဲမှမဟုတ်တာဟိုးလို့မြင်းလဲမဟုတ်ဘူးလားသူကပဲအပေါင်ခိုင်းတာဗျာဟေ့ကိုစောဝင်းကျုပ်ကနာမည်လှမ်းခေါ်ပြီးကိုစောဝင်းကိုမေးခေါ်ပြလိုက်တော့သူကလည်းခေါင်းချင်းပြလိုက်တယ်လေအဲ့တော့လွန်မိုးလဲယုံသွားပြီအဲ့ဒါဆိုခဏဆောင်ကွာငါငွေသားယူလိုက်မယ်မြန်ဗျာအေးပါဟာလွန်မိုးကသူ့ခန်းထဲဝင်ငွေသားယူပြီးကျုပ်ကိုပေးတယ်ဗျ115ရက်လောက်ရှိတယ်အဲ့ငွေကိုကျုပ်ကိုပေးပြီးစက်နေမင်းကကိုပြန်ပေးမှာပါနော်မြင်းလဲကြီးတစ်ခုလုံးအပေါင်ထားတာကိုဗျာပြီးရောကွာဒါ1500ငါမှရှိတာအကုန်မဲကျုပ်လည်းငွေရလာပြီဆိုတော့ဝိုင်းမှာပြန်ထိုင်လိုက်တယ်ကိုစော်ဝင်းကဆိုအံ့ဩနေတယ်ဗျသူမြင်းလဲကြီးပေါင်ထားတာ तू မသိဘူးလေစက်နေဒီလောက်ငွေတွေကိုအိုက်ကောင်ထုတ်ပေးတယ်နော်ဒီလောက်ငွေကဘာဟုတ်သေးလဲခမရမြင်းလဲ10စီးစာတန်းဖို့ကျုပ်တင်ကြလဲရှာပြမယ်အဲ့တို့ဘာဖဲဝိုင်းဆိုပေမဲ့အနေနဲ့အရရက်ကဖဲသမားတွေလာကြတော့တော်တော်ကိုကြေးကြတယ်ဗျာကျုပ်လည်းကိုစော်ဝင်းနဲ့ငွေတယောက်တော့ခွဲပြီးဖဲရိုက်နေတာမနေ့2နာရီလောက်လဲရောက်ရောငွေကကုံရော့ပြုတ်ငွေကုံတော့ဝိုင်းအမြင်ထွက်ပြီးငုံကြီးထိုင်နေကြတာပေါ့ဗျာအားရချင်းကျုပ်တို့အနာကိုလွင်မိုးရောက်လာတယ်ပြီးတော့ကျုပ်တို့ကိုဘယ်လိုလဲကုန်ပြီလားကုန်ပြီကုန်ပါပေါ့အဲ့ဒါဒီနယ်ကဖဲဝိတ်စာတွေကိုဟင်ခမရတို့ရွာကအလဲသမားတွေမဟုတ်ဘူးလားမင်းတို့ထိုင်နေတဲ့ဝိုင်းကနဲလက်ဖဲရိုက်တဲ့ကောင်တွေစက်နေရဟိုဘက်ဝိုင်းကသာရွာသားတွေဟာဗျာခမရအစကတည်းကပြောပါလားမင်းကဆရာကြီးလို့ဘာလို့ကိုကဲမြင်းလဲကိုဘယ်လိုပြန်ရွေးမှလဲလွင်မိုးကတန်းမေးလာတော့ကိုစော်ဝင်းကြီးကကျုပ်ကိုမျက်လုံးပြူပြီးကြည့်လာတယ်ဗျပြီးတော့လွင်မိုးပဲလှည့်ပြီးဟဲ့ကောင်ငါဒီကောင်ကိုမြင်းလဲမပေါင်ခိုင်းဘူးနော်ခမရပဲကောင်းကျင်ပြပြီးတော့အဲ့ဒါငွေချီတာငါရောပါလားလို့မေးတယ်ထင်လို့ကောင်းကျင်ပြတာဟာမသိဘူးခမရမြင်းလဲကျုပ်စီပေါင်ထားတာခမရတို့ဂရိတီနော်ကျုပ်ဘာကြီးကိုသွားတိုင်လိုက်ရမလားဘိုးကကိုတိုင်ပဲပြောတော့ကျုံနဲ့ကိုစော်ဝင်းမျက်လုံးပြူသွားရတယ်ဘိုးကကိုတိုင်လိုက်ရင်ကျုပ်တို့2ယောက်တော့သွားပြီအဲ့ဒါကိုတိပုံပေါ်တဲ့လွင်မိုးကစပြီးအကြက်ကင်ပါရောဗျာခမရတို့ဘာကြီးကိုမတိုင်စေခြင်းကျုပ်ခိုင်းတာလောက်ရမယ်အဲ့ဒါဆိုငွေလည်းပြန်မတောင်းဘူးမြင်းလည်းပြန်ပေးမယ်လွင်မိုးကအဲ့လိုပြောတော့ကိုစော်ဝင်းကလွင်မိုးကိုပြန်မေးတယ်ဗျမင်းကဘာခိုင်းမှမလို့လဲအဓိကတော့စနေပေါ့ဗျာသူကတရေတွေဝင်းကြီးတွေကိုတွေ့ဘူးမြင်ဘူးတယ်ဆိုတော့ကျုပ်အမေရဲ့ဝင်းကြီးကိုခေါ်ပြရမယ်ကိုစော်ဝင်းကကျုပ်ကိုပြန်ကြည့်တယ်ဗျသူကလှုပ်ပေးစေခြင်းတဲ့သဘောပေါ့ဒါပေမဲ့အဲ့လိုတွေကျုပ်ကမှမတက်တာခက်တော့ခက်နေပြီမလှုပ်ပေးပြန်ရင်လည်းဘိုးကကိုပြန်နိုင်တာနဲ့ငါးပါးမောက်တော့မှာအခုလောလောဆယ်ဟိုယူလွင်မို့အာမချောင်ဖို့လိုတယ်ဆိုပြီးအချိန်ဆွဲလိုက်ဖို့ပဲရှိတော့တယ်မဟုတ်လားအဲ့ဒါနဲ့ကျုပ်လည်းသူ့ကိုအချိုးတက်ပြီးစကားဆိုလိုက်တယ်ကိုလွင်မို့ခင်ဗျားကတရေတွေဝင်းကြီးတွေကိုတကယ်တွေ့ကျင်နေတာလားအေးမင်းတွေ့လို့ရအောင်လုပ်ပေးအဓိကငါ့အမေကိုတွေ့ကျင်တာအခုရေတွန်းတူအခုရေကြီးတောက်လို့တော့မရဘူးလေဗျာဟုတ်ပါပြီဘာကြီးကရက်လက်ပြီးမှပြန်မပြောတယ်ဒီရက်ပိုင်းနဲ့တွေ့လို့ရအောင်မင်းလုပ်ပေးအေးပါဗျာဘိုးကကတော့ပြန်မပြောနဲ့နော်မင်းဖဲရိုက်နေတာကိုဘိုးကသိတယ်ငါစီကငွေချေးတာနဲ့မြင်းလက်ပေါင်တာကိုပဲမသိတာခမရတာမပြောနဲ့စိတ်ချမနေ့ပြန်ငါအမေမြေချမှာမနေ့ပြန်ညမင်းတွေ့လို့ရအောင်လုပ်ပေးပြီတော့လွင်မိုးကအဲ့လိုပြောပြီးဖဲဝိုင်းအကောက်သွားကောင်နေတယ်ဗျကျုံးနဲ့ကိုစော်ဝင်းကတော့စိတ်ညစ်ညစ်နဲ့ဘိုးကစီသွားလိုက်ကြတာပေါ့ဗျာဘိုးကနဲ့ကျုပ်တို့2ယောက်ကိုဥတုခကတခြားအိမ်မှာအိပ်ဖို့နေရာပေးတယ်ဗျသူ့အိမ်မှာလည်းဖဲသမားတွေနဲ့မှုထင်းတယ်ကျုပ်လည်းအချိန်မတော်တဲ့အထိ
ကွန်းတမြုံမြုံဝါနေတဲ့ဘိုးကအနာကိုကတ်လိုက်တော့ဘိုးကကျုပ်ကိုအကဲခတ်ကြည့်ပြီးစက်နေဖဲရှောင်းလာတာမလားနည်းနည်းပါဘိုးကရဟိုကကိုစောဝင်းလဲလက်ရမှာမှိုင်းနေတာသူလဲရှောင်းလာတယ်မလားနည်းနည်းပါဘာလဲမင်းတို့ကောင်နေငါစီကငွေချင်းမလို့လားမဟုတ်ပါဘူးဘိုးကရကျုပ်သိကျင်တာလေးတွေမေးမလို့ပါအေးမင်းဒေါ်မြတ်ကကျွတ်လွတ်သွားပြီလားကျုပ်အဲ့လိုမေးလိုက်တော့ဘိုးကခေါင်းခါတယ်ဗျပြီးတော့ကျုံနောက်ကိုမေးခေါ်ပြပြီးမင်းနောက်မှာငါ့ကိုလက်အုပ်ချပြီးတောင်းပန်နေတယ်ဟုတ်လားဘဲမလဲကျုံနောက်ကိုလှည့်ကြည့်လိုက်တော့ကိုစောဝင်းတယောက်ငုံငိုင်းထိုင်နေတာတွေ့တယ်သူလည်းမြင်းလဲအပေါင်ခံထားရတယ်ဆိုတော့တော်တော်လေးစိတ်ညစ်နေမှထင်တယ်ကျုပ်လည်းဘာမှမတွေ့တာနဲ့ဘိုးကကိုပြန်ကြည့်ပြီးမရှိပါဘူးဗျာမင်းမှမမြင်ရတာကိုကွကျုပ်မြင်အောင်လုပ်ပေးလို့ရမလားမင်းကိုတရားထိုင်လို့ပြောတာထိုင်မှမထိုင်ပဲတမာတိကောင်းမှမြင်ရမမြင်ရတာတွေကိုမြင်နိုင်တာကွဘိုးကရဲ့ကျုပ်မြင်လို့ရအောင်လုပ်ပေးလို့မရဘူးလားဘိုးကခိုင်းတာအကုန်လုပ်ပေးပါမယ်ဗျာထမင်းစားရင်ကျုပ်နေတိုင်းဗကန်ဆေးပေးပါမယ်မင်းကဘာလို့တွေးကျင်နေရတာလဲအော်ဘိုးကရဲ့နောင်တရနေတဲ့ဝိညာဉ်တယောက်ရဲ့ပုံစံကိုကြည့်ပြီးတန်ဝေကယူခြင်းလို့ပါမင်းကလည်းကွာအကြောင်းမသိတာမှတ်လို့ဘာလဲဆက်ဆွေခြင်းနေတာမှတ်လားလုပ်ပါဗျာကျုပ်ကြည့်ခြင်းလို့ပါကျုပ်တော်ပြောတော့ဘိုးကလည်းမတတ်နိုင်တော့ဘူးထင်တယ်ကျုပ်တောင်းဆိုတာကိုလိုက်ရောလာတယ်သူခေးကြီးသွားရင်အမြဲတည်းလာတဲ့လွယ်ကြီးတဲ့ကစေလုံးဘူးလေးကိုထုတ်လိုက်တယ်ပြီးတော့အဲ့ဒီအထက်ကပြားတွေကိုတို့လိုက်ပြီးဒါကမမြင်ရတာတွေကိုမြင်နိုင်တဲ့အင်းကိုပြားချထားတာကွဒီအင်းပြားလေးကိုမျက်လုံးမှာကွင်းရင်မြင်ရပြီငါ့ကိုဘိုးတော်တယောက်ကလိုအပ်ရင်သုံးဖို့ပေးသွားတာဟုတ်လားမျက်လုံးမှာကွင်းလိုက်ရင်မြင်ရတာလားအေးကွကဲမင်းကြည့်ရင်ကွင်းလိုက်ဆက်မကြည့်ရင်တော့မျက်နှာတက်လိုက်ရုံပဲအဲ့လိုနဲ့ကြုံလဲမျက်လုံးမှာကွင်းလိုက်တယ်မျက်လုံးမှာကွင်းပြီးတာနဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့အဟုတ်ပဲဗျာဒေါ်မြင့်ကြီးဖြိုးလက်အုပ်လေးချီပြီးဘိုးကကိုကြည့်နေတာပြီးတော့နှုတ်ကလည်းတော်ပြောနေသေးတာသူ့ကြည့်ရတဲ့အတုပယုတ်ကြီးဗျမျက်နှာကလည်းဖြူရောနေတာပဲကျုပ်လည်းချက်ချင်းချင်းအကြံရတာနဲ့ဖဲဝိုင်းကလွင်မိုးစီတန်းပြေးသွားလိုက်တယ်ဟိုရောက်တော့အကောက်နေတဲ့လွင်မိုးအနာကပ်ပြီးကိုလွင်မိုးခမရအမေကိုတွေ့လို့ရပြီလိုက်ခဲ့ဟာချက်ချင်းကြီးလားဟုတ်တယ်လိုက်ခဲ့စားမှာဗျာကျုပ်အသေးအတန်းခေါ်တော့လွင်မိုးလိုက်လာတယ်ဘိုးကကျုံတဲ့လွင်မိုးပါလာတာကိုကြည့်ပြီးဆက်နေမင်းသူ့ကိုခေါ်တာဘာလို့ဖို့လဲဘာလို့ရမှာလဲဗျာဘိုးကသူကသူ့အမေကိုတွေ့ကျင်လို့တယ်လေလှုပ်ပေးလိုက်စမ်းပါဗျာဟေးကောင်စနေမင်းဘာတွေလှုပ်ပြန်ပြီလဲကွာဘိုးကစိတ်ညစ်တဲ့ပုံစံနဲ့ကျုပ်ကိုအပြစ်ပြောနေတော့လွင်မိုးကဘိုးကရှင်မှာဒူးထောက်လိုက်ပြီးပြောပါရောဗျို့ဘာကြီးကျွန်တော်အမေကိုတွေ့လို့ရမယ်ဆိုရင်တွေ့ကျင်ပါတယ်ဗျာအမေဆုံးတဲ့အချိန်မှာကျွန်တော်အပြင်ရောက်နေခဲ့တာဗျအမေကကျွန်တော်ကိုလေအမြဲစိတ်မချတာအိမ်ပြန်နောက်ကြတိုင်းတရွာလုံးပတ်ပြီးကျွန်တော်ကိုရှာနေကြလို့ပါကြီးရဲ့အမေကျွန်တော်ကိုပြောချင်တာတွေရှိမှာပါလွင်မိုးရဲ့စကားကိုနားထောင်ပြီးကျုပ်တကယ်စိတ်မကောင်းဖြစ်မိတယ်ဗျာဘလောက်ပဲစိတ်ကောင်းမရှိခဲ့ပါစေကိုယ့်ရဲ့သားသမီးရဲ့အပေါ်တော့အမြဲကောင်းတဲ့မိဘတွေမဟုတ်လားကျုပ်လည်းဘိုးကကိုဝင်ပြောကူတာပေါ့ဗျာကိုစောဝင်းကလည်းသူ့မြင်လဲလေးပေါင်ထားတာပြန်ရဖို့အရေးလွင်မိုးကိုစေခွင့်ပေးဖို့ဝိုင်းကူပြောတာပေါ့နောက်ဆုံးတော့ကျုပ်တို့ရဲ့အသေးနေတဲ့ဘိုးကကြီးကလွင်မိုးကိုမျက်ကွင်းစေခွင့်ပေးမယ်ဖြစ်လာရောပြောလိုက်တာဗျာကျုပ်နဲ့ကိုစောဝင်းရှုံးထားတဲ့ဖဲကျွေးတွေပေးစရာမလိုတော့ဘူးမဟုတ်လားအဲ့လိုနဲ့ဘိုးကလွင်မိုးကိုမျက်ကွင်းစေခွင့်ပေးလိုက်ပြီးနောက်ဘက်ကိုလက်ညှိုးညွှန်ပြလိုက်တော့လွင်မိုးအံ့ဩနေတယ်ဗျကျုပ်လည်းဒေါ်မြင့်ကိုမြင်နေရတယ်လေဒေါ်မြင့်ကြီးကသူ့ကိုတေချာကြည့်နေတဲ့တားဖြစ်သူလွင်မိုးကိုမယုံနိုင်တဲ့ပုံစံနဲ့စကားဆိုလာတယ်တားလေးအမေကိုမြင်ရတာလားလွင်မိုးကခေါင်းပဲညှိပြတယ်ဗျနောက်ပြီးသူ့ရဲ့မျက်လုံးကစီးကြနေတဲ့မျက်ရည်တွေကိုတုပ်ပြီးတော့ခတ်တိုးစကားဆိုတယ်အမေကျွန်တော်တို့ကိုဘာလို့ထားသွားတာလဲကျွန်တော်ကိုအမေပဲဒေါ်လင်းတွေရဲ့သမီးနဲ့ယူစေခြင်းနဲ့ဆိုကျွန်တော်ယူမယ်လေအမေသဘောမကျတဲ့စိုးစိုးကိုလည်းကျွန်တော်ဖျက်လိုက်ပြီးအမေပြောတာမှန်တယ်သူကတစ္ဆာမရှိဘူးအမေရဲ့ကျွန်တော်တို့ကိုဘာလို့ထားရရတာလဲတာအိမ်ပြန်နောက်မကြတော့နဲ့နော်အမေကသားကိုစောင့်နေတာပြီးတော့ဟောဒီကတားပါကြီးကိုရောဒါပေမဲ့အမေမစောင့်နိုင်ခဲ့ဘူးကွယ်တားပါကြီးရဲ့စကားကိုနားထောင်နော်ဟုတ်ကဲ့ပါအမေလွင်မိုးတို့သားမင်းနှစ်ယောက်စကားတွေပြောနေကြတာကိုကျုံးတဲ့ဘိုးကတော့မြင်နေဗျကိုစုံဝင်းကတော့မမြင်ရဘူးလွင်မိုးပြုံးလိုက်မဲလိုက်နဲ့စကားတွေပြောနေတော့ဘိုးကဒေါ်မြင့်ကိုတေချာကြည့်ပြီးလေတံခတ်အေးနဲ့စကားပြောတယ်ကဲငါညမမတ်မြင့်ဟုတ်ကဲ့အကိုကျမအကိုအပေါ်မကောင်းကြံခဲ့မိတယ်ကျမတောင်းပန်ပါတယ်ငါခွင့်လွတ်ပါတယ်ကဲငါညမလည်းအစွဲတွေကိုလျှော့စိတ်မချစေရဘာမှမရှိဘူးငါညီပြောပုံအရငါညမကကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်အဲ့ဒါတွေကိုဒါအာယုံပြုကျမတောင်းပန်ပါတယ်ကျမကိုခွင့်လွတ်ပါကဲအကိုကြီးခွင့်လွတ်တယ်ကောင်းမှုကုသိုလ်တွေကိုဒါအာယုံပြုပါကွယ်မိသားစုကိုဘာမှမပူနဲ့အကိုကြီးစိုးဆုံးမပေးမယ်ဟုတ်ပြီလား
ဘိုးကရဲ့စကားကိုဒေါ်မြင့်ကအတော်အလေးထားပုံပဲဗျမျက်လုံးကိုမှိတ်ပြီးတော့ကိုယ်စုကောင်းမှုပြုခဲ့တဲ့အရာတွေကိုတွေးနေပုံပဲဘိုးကလည်းကောင်းမှုအကြောင်းတွေကိုဗဇက်ကတရဆက်ပြောပြတယ်နောက်ပြီးတော့သူပြုခဲ့တဲ့မြတ်ကိုယ်တော်ဘာဝနာတရားတွေကိုအမြတ်ပေးဝေတဲ့အချိန်ဒေါ်မြင့်ရဲ့တာတို့ခေါ်တဲ့ခတ်တူထွက်ပေါ်လာပြီးရဲ့နောက်ဖြူရအသားရောင်ကနေတာမန်လူလိုတဖြည်းဖြည်းဝမ်းပါလာပြီးမြူမုံတွေလိုပျောက်ကွက်သွားတယ်ပြုတ်လွင်မိုးကသူ့အမေပျောက်ကွက်သွားတော့ဟိုရှာဒီရှာလုံနေတော့ဘိုးကသူ့ရဲ့ပုခုံးကိုလက်နဲ့ပုတ်ပြီးပြောတယ်ဗျကဲငါတူကြီးမင်းအမေကတော့ကောင်းရမွန်ရဘဝကိုရောက်သွားပြီမင်းဝမ်းသာရမယ်ကွဒီဘဝထဲမင်းနဲ့ဘဝကိုမင်းအမေရောက်သွားပြီအမေကကုသိုလ်တွေအတော်လုပ်ခဲ့ပါတယ်အဘကြီးကိုတော့ဘာလို့မှမကောင်းကြံခဲ့တာလည်းမသိဘူးအတိတ်ဘဝကဘာကြီးသူ့အပေါ်မကောင်းခဲ့လို့နေမှာပေါ့ကွာဘာမှမတွေးပါနဲ့ဘာကြီးကိုအမေကတွေးကျင်နေတာကြားပြီးကျွန်တော်သိရတော့လောက်အမေကိုအကြံပေးနေတာသူ့အမကြီးခင်ကြီးပဲကြီးဆုံးသွားတော့အမေအမြင်မှန်တွေရပြီးဘာကြီးကိုသူရက်ဆက်ခဲ့တယ်ဥစ္စာပစ္စည်းတွေပြန်ပေးဖို့အမြဲပြောနေတာလွင်မိုးအဲ့လိုပြောလာတော့ဘိုးကပြုံးပြီးကျင်းနေတယ်ဗျဘိုးကလိုပဲကျိုးတော်နှစ်ယောက်လည်းကျင်းနေတယ်တိတ်စိတ်မချရသေးတာနဲ့လွင်မိုးအနာကပ်ပြီးအတန်ခတ်တိုးတိုးနဲ့ကြုတ်ပြောလိုက်တယ်ကိုလွင်မိုးဂတိနော်အေးပါကွငါသိပါတယ်မင်းကိုလည်းကျေးဇူးတင်ပါတယ်ကွာငါမြင်မဲ့ငါအမေကောင်းရဘဝရောက်သွားတာမြင်ရတာငါသိကျင်းတတ်တယ်ကျင်းတတ်ရင်300လောက်ပြာနော်အရင်ကိစ္စအရှင်းတော့အေးပါကွာဒါလည်းပြန်ပေးစရာမလိုပါဘူးရော့ကိုလွန်မုံကကျုပ်ကိုငွေ300ပေးတော့ကျိုးလည်းကိုစောဝင်းကိုမျက်စာပစ်လိုက်တယ်သူကလည်းဝမ်းသာအားရမတ်တရက်လိုက်ပြီးသူမြအကျိုးဆောင်ကိုအကျိုးအောင်နဲ့ကွလာဟိတ်ကောင်ဝိုင်းမသိမ့်နေဘူးကျုံနဲ့ကိုစောဝင်းလည်းငွေ300ကိုကိုင်းပြီးဖဲဝိုင်းကိုစိတ်လက်ပေါ်ပါးစွာနဲ့နောက်တစ်ခါဝင်သွားလိုက်ကြတာပေါ့ဗျာဖုန်းကြောင်းသားမောင်စင်နေနဲ့အတုပရင်ဆိုရဲ့ဇာန်လန်းလေးကတော့ဒီလောက်ပါပဲဗျာနားဆင်အားပေးရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်